တနည်းအားတပုတ်စားမယ်ဟာရွှေတောင်ခေါက်စားရတယ်စားလို့ကောင်းမဲ့ပုံလေးဗျတောင်ခေါက်ဆွဲရကြတော့လေစက်သားအနေနဲ့များလေးတို့အုံးတို့ကျက်သွနီတို့နဲ့တိတိကျကျလေးချက်ရတာပေါ့တကယ်လို့ကိုယ်တိုင်မချက်တတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်စိုင်မဲသွားစားဖို့အချိန်မရှိတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီလို easy ဟင်းရင်အနှစ်ဘူးလေးတွေတုံးပြီးတော့ချက်လို့ရှိရင်တော့အချိန်10မိနစ်လောက်ပေးုံနဲ့တည်းလွယ်တကူစားလို့ရတာပေါ့ဒါလေးကတော့ချီတောင်ခေါက်ဆွဲလေးကိုထည့်ချဖို့အတွက်ခေါက်ဆွဲအစိုးလေးကိုအကျွတ်ကျော်ပေးနေတာပါဒါကတော့ငရုတ်သီးစီချက်လေးပါဒါကတော့ရွှေတောင်ခေါက်ဆွဲနဲ့တွဲစားဖို့အတွက်ကြက်ရိုးနဲ့ကြက်သွန်မေးလေးထည့်ပြီးကြိုးတဲ့ဟင်းညိုလေးပါငရုတ်ကောင်းလေးအနှဲငယ်လေးပါပါတယ်ကဲဒါဆိုရင်တော့ရွှေတောင်ခေါက်ဆွဲဟင်းပွဲလေးစပြီးတော့ပြင်မာတော့မယ်ရွှေတောင်ခေါက်ဆွဲဟင်းအနစ်လေးထည့်တကယ်တော့လေအုံးစီချက်ကြိုက်လို့ရှိရင်အုံးစီချက်လေးထည့်လို့ရတယ်ပြီးတော့ရွှေတောင်ခေါက်ဆွဲစားလို့ရပြီဟောအဲ့ကစားစားနဲ့ဟင်းနာလေးကမွေးနေတာနဲ့ရတော့အကိုက်ပဲအဖေကများလေးကြိုက်တယ်ပဲဒါအဖေပွဲပြင်းနေတာဟောဟုတ်ပါဟာဒါမေးပွဲ easy နဲ့ချက်တယ်ရွှေတောင်ခေါက်ဆွဲလေးစားလိုက်ပါဦးမယ်အားလုံးလည်းစားဖို့ဖိတ်ခေါ်ပါတယ်နော်တနည်းအားတပုတ်စားမယ်ဟာရွှေတောင်ခေါက်စားရတယ်စားလို့ကောင်းမဲ့ပုံလေးဗျ他是牙膏来的。သမီးတို့ရွှေတောင်ခေါက်ဆွဲချက်လဲရတာတော်တော်ပင်ပန်းသွားဖို့လို့လေအမေက easy နဲ့ချက်တာဒီလိုသမင်ပြောနေရမလားရွဲ့ရအဲ့ဒါလာတော့မင်းတို့သမီးကဇွန်တိုင်နေပြီခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဘလိုလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါဦးเนาะအားလုံးပဲတက်တာ